ရခိုင်မျိုးနွယ်စုများ၏ရိုးရာဝတ်စုံနှင့်အဆောင်အယောင်များအကြောင်းကိုလေ့လာကြည့်ကြရအောင်။ရခိုင်လူမျိုးတို့သည်မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းတွင်ခိုင်မာသောမင်းဆက်များဖြင့်နှစ်ပေါင်းထောင်ချီယဉ်ကျေးမှုထွန်းကားခဲ့သူများဖြစ်သည့်အမျိုးသမီးဝတ်စုံရခိုင်မျိုးသမီးတို့၏သင်္ကေတမှာရခိုင်ကျိတ်ဖြစ်သည့်ပိုးထည်သို့မဟုတ်ခြိထဲပေါ်တွင်လက်ပြကရဝိတ်နှင့်ကဟေနွယ်ဒီဇိုင်းများကိုအနုစိတ်ရလုပ်ထားသည့်လုံကြီးကိုဝတ်ဆင်သည်အင်ဂျီမှာရင်စစ်ရင်ပုံးကိုဝတ်ဆင်ပြီးပွဲလန်းတပင်များတွင်ပခုံးပေါ်မှပိုဝါလွှားယုံချင်းကခန့်ညားထဲဝါမှုကိုဖော်ဆောင်သည့်အမျိုးသားဝတ်စုံရင်စစ်တိုက်ပုံအင်ဂျီနှင့်ရိုးရာပစိုးကိုဝတ်ဆင်သည်အဓိကအမှတ်အသားမှာရခိုင်ကောင်းပေါင်းဖြစ်ပြီးဦးကောင်းဤလက်ရဘက်တွင်ခေါင်းပေါင်းစကိုအပေါ်သို့ထောင်၍ပေါင်းလေးရှိသည်အဆောင်အယောင်ရှေးရခိုင်တင်ကားများကိုတီကုန်းထားသည့်ဆွဲကြိုးများရွှေစံထူးများနှင့်နန်းတာကွက်များမှာရခိုင်မျိုးသမီးတို့၏ဂုံပြဖြစ်သည်ခမီးတို့သည်တောင်ပေါ်ရခိုင်ဟုလည်းခေါ်ကြပြီးရဲရင်းထက်လက်သူများဖြစ်သည်ဝစ်စုံအမျိုးသမီးများသည်ကိုယ်တိုင်ရက်လုသောနတ်တောင်ဟုခေါ်သည့်ရင်ဖုံးအင်ဂျီတိုနှင့်အနီရောင်အခြေခံသည့်လုံကြီးတိုကိုဝစ်ဆင်သည့်အမျိုးသားများသည်အဖြူရောင်အနီရောင်အဝတ်ကိုခါရင်တိုင်း၍ကိုစလွယ်ပုံစံဝစ်ဆင်ကအစွန်းကိုရှေ့တွင်တွဲလောင်းချထားသည့်အဆောင်ရောင်နားပေါက်ကြဲကြဲတွင်ငွေနာတောင်းကြီးများစင်မြန်းကြပြီးလေပင်းတွင်ပတိစိတ်များကိုအထက်ထက်ဆွဲကြသည့်အမျိုးသားများသည်ခေါင်းတွင်ကျိန်ဖြစ်ရက်လုထားသောအုတ်ထုပ်များကိုဆောင်းလေးရှိသည်မျိုးလူမျိုးတို့သည်တဘာဝတရားနှင့်နီးစပ်စွာနေထိုင်ကြပြီးရိုးရှင်းသောဝတ်စုံရှိသည့်ဝတ်စုံအမျိုးသမီးများသည်အနက်ရောင်အောက်ခံပေါ်တွင်ရောင်စုံကြည်မြင်များဖြင့်ဇာထိုးထားသောခါဝတ်ဟာကိုဝတ်ဆင်သည့်အပေါ်ပိုင်းတွင်အင်ဂျီမဝတ်ပဲပတိစေကုန်းများကိုသာရင်ဘတ်တွင်ကန့်လန့်ချက်ဆင်မြန်းသည့်တလေးရှိသောလဲယခုအခါရိုးရာရင်ဖုံးအင်ဂျီများကိုဝတ်ဆင်လာကြသည်အဆောင်အယောင်ငွေချေကျင်းဝတ်များကျေးလက်ကောက်များနှင့်ဝါဖြင့်ပြုလုပ်ထားသောလူဟုခေါ်သည့်ရှေလျားသောတူရိယာမှာယင်းတို့၏အသက်ဝိညာဉ်ဖြစ်သည်သက်လူမျိုးတို့သည်အလွန်ရှေးကြသောမျိုးနွယ်စုဖြစ်ပြီးထူးခြားသောစံထုံးတလေးရှိသည်ဝစ်စုံအမျိုးသမီးများသည်အနက်ရောင်အောက်ခံတွင်အနီရောင်အစင်းများပါသောလက်ရက်ကန်းဝစ်စုံကိုဝစ်ဆင်သည်ခါရင်ငွေကြိုးသို့မဟုတ်ကျိန်ကွင်းများကိုအလှပအဖြစ်ပတ်ထားတတ်သည်အဆောင်ရောင်သပင်ကိုဦးကောင်းဤထိတ်တဲတဲတွင်ဆူထုံး၍ငွေစံထိုးအရှိကြီးများကိုထိုးထားခြင်းမှာတပ်မျိုးသမီးတို့၏ခွဲခြားရလွယ်သောအမှတ်အသားဖြစ်သည်ဒိုင်းနက်တို့သည်စိုက်ပျိုးရေးကိုအဓိကလုပ်ကင်ကြပြီးအေဂျင့်စွာနေထိုင်ကြသူများဖြစ်သည့်ဝစ်စုံအမျိုးသမီးများသည်ရိုးရှင်းသောလက်ရက်ကန်းအင်ဂျီနှင့်လုံကြီးကိုဝစ်ဆင်ပြီးဦးကောင်းတွင်ပေါ်ဝါအဖြူကိုအမြဲပေါင်းထားလေးရှိသည့်အမျိုးသားများသည်အဖြူရောင်အင်ဂျီနှင့်ပစိုးကိုဝစ်ဆင်သည်အဆောင်အယောင်ငွေလက်ကောက်များရောင်စုံပတိစေများနှင့်မိသားစုအမွေအနှစ်ငွေရင်းသားများကိုအမျက်တနိုးဆောင်ထားကြသည်မယမာကြီးတို့သည်ဗုဒ္ဓဘာသာကိုအထူးကိုင်းဆိုင်ကြသည့်မျိုးနွယ်စုဖြစ်သည်ဝစ်စုံရခိုင်ရိုးရာဝစ်စုံနှင့်စင်တူတော်လဲအမျိုးသမီးများသည်အင်ဂျီလက်ရှည်ကိုပုံမဝစ်ဆင်ကြသည်လုံကြီးတွင်အစင်းဒီဇိုင်းများကိုအဓိကထားသည်အဆောင်အယောင်အမျိုးသမီးများသည်သပင်ကိုဝိုင်းအောင်ထုံး၍ပန်းများပန်းစင်ခြင်းငွေလက်ကောက်များကိုအထက်ထက်ဝစ်ဆင်ခြင်းတို့ဖြင့်အလှဆင်ကြသည်ကမန်တို့သည်ရှေးရခိုင်မင်းဆက်များတွင်လေးတီတော်တပ်သားများဖြင့်အမှုထမ်းခဲ့ကြသည့်အစ္စလမ်ဘာသာဝင်မျိုးနွယ်စုဖြစ်သည့်ဝစ်စုံအမျိုးသားများသည်ပစိုးနှင့်အတူအုတ်ထုတ်ခေါင်းပေါင်းကိုဝစ်ဆင်သည့်အမျိုးသမီးများသည်ရခိုင်ရိုးရာလုံကြီးနှင့်အတူရင်ဖုံးအင်ဂျီလက်ရှည်ကိုလုံခြုံစွာဝစ်ဆင်ကြသည်အဆောင်အယောင်ပွဲလန်းသပင်များတွင်ရွှေထေရတနာများကိုဆင်မြန်းပြီးလက်ရကန်းပေါ်ဝါများကိုအသုံးပြုကြသည်ရခိုင်လွယ်အိတ်မျိုးနွယ်စုအားလုံးတွင်ကိုပိုင်အစဉ်ကိုပိုင်ရောင်ဖြင့်ရက်လုထားသောလွယ်အိတ်များရှိသည်နန်းသာကြောက်ကင်ရခိုင်မျိုးသမီးတို့၏အိမ်တိုင်းတွင်ကြောက်ပြင်းနှင့်နန်းသာတုံးရှိသည်ပါးပြင်တွင်နန်းသာကွက်များရေးချယ်ခြင်းမှာရခိုင်ရိုးရာအလှအပဖြစ်သည်ချင်းတောင်နှင့်ဓာတောင်ပေါ်နေမျိုးနွယ်စုများတို့သည်ဝါနှင့်ကြိမ်ဖြင့်အနုစိတ်ရလုထားသောခါပတ်ချင်းနှင့်ဒိန်များကိုအမြဲဆောင်ထားကြသည်ဤဒီမှာရခိုင်မျိုးနွယ်စုများ၏ကျွယ်ဝသောရိုးရာဝတ်စုံနှင့်အဆောင်အယောင်များအကြောင်းတင်ဆက်မှုဖြစ်ပါသည်